Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်ရဲ့ challenge နံပါတ်4ဖြစ်ပါတယ်အခုကဒီနေ့6နာရီပါဒီကူကဒီနေ့73လောက်ရှိရပါတော့မနေ့ကတပိုအေးပါတယ်တော်တော်အေးပါတယ်ဟောရဲ့ဒီထက်ပိုအေးလို့ရှိပါတယ် Let's go guysဒီနေ့ကကျွန်တော်ရဲ့မကောင်းတဲ့အကျင့်တွေပြင်ပြီးတော့ကောင်းတဲ့အကျင့်တွေတည်ဆောက်မဲ့ challenge နံပါတ်2လို့ဖြစ်ပါတယ်ကျွန်တော်မနေ့ကကြော်လုံးမဲ့ကြော်ပြင်းမဲ့အချက်တွေထဲမှာကျွန်တော်ဘာပဲလို့အဆုံးထိမြောက်ဘူးဆိုတော့အချက်ကိုကြတော့ဒီနေ့မနေ့စောစောထားရတဲ့ကျွန်တော်အသက်ဆက်နေပါတယ်ဒုတိယနေ့ကျွန်တော် pressure break လုပ်တဲ့နေ့ပါတော့နေ့ရက်မြောက်နေ့ပါနေ့ရက်မြောက်day 2ဆိုတော့အရာတော့ AC ပဲပေါ့နော်AC ကကျွန်တော်မနေ့စောစောထားပြီးရပြီးတော့မနေ့စားတယ်အလုပ်လုပ်တယ်ပေါ့နော်ပြီးတော့လုပ်ပြီးတော့ကျွန်တော်ဂျင်သွားတယ်ဂျင်သွားပြီးတော့ပြန်လာတော့စားတယ်ညစာစားတယ်ညစာစားပြီးတော့ကျွန်တော်မိတ်ခင်စား15မိနစ်ရအောင်ပတ်ခဲ့ပါတယ်